လောကန်ဒရိတ်ငရဲအကြောင်းကိုပြောရမယ်ဆိုရင်လောကန်ဒရိတ်ကပါဠိကနေလောကန်ဒရိတ်ဖြစ်လာပါတယ်အဲ့ဒီလောကန်ဒရိတ်ကစัจ java လာတို့အကြားလို့အဓိပ္ပာယ်ရပါတယ်လောကန်ဒရိတ်ငရဲကိုစัจ java လာတတိုင်းကြားကငရဲလို့သဘောပေါက်ရမှာဖြစ်ပါတယ်အပူငရဲအပူအမျိုးမျိုးကိုခံစားနေရတဲ့ငရဲမျိုးများစွာကိုကြားဘူးနေကြပါတယ်အေးငရဲအမောင်တုငရဲခံစားကြရတဲ့ပုံကိုတော့တိသူအလုံးနဲပါတယ်လောကန်ဒရိတ်ငရဲကအပူငရဲမဟုတ်ပါဘူးအေးငရဲအမောင်တုငရဲကြီးဖြစ်ပါတယ်အေးဆိုကြတဲ့ကဒုက္ခကိုခံစားရဖို့မရှိအေးချမ်းချမ်းမရှိမယ်နေရတာအရန်ကောင်းမှာပဲစသဖြင့်တွေးမိကောင်းတွေးမိကြပါလိမ့်မယ်အဲ့ဒီလိုတွေးမိတော့မာသွားပါလိမ့်မယ်အဲ့ဒီလိုမတွေးသင့်ပါဘူးငရဲဆိုကြတဲ့ကအကောင်းမရှိနိုင်ပါဘူးအစိုးသာဖြစ်ကြောင်းကိုသဘောပေါက်ရမှာဖြစ်ပါတယ်တချို့ကအေးလို့ပြောတဲ့အတွက်ကြောင့်အေးမြမြချမ်းချမ်းသာသာဖြစ်လိမ့်မယ်လို့ထင်မှတ်တတ်ကြပါတယ်အဲ့ဒီလိုထင်မှတ်သူယူဆသူတချို့တွေးရဘူးပါတယ်ကျမ်းစာပေမှာအလွန်အေးသောအေးလို့အလွန်ဆိုတဲ့စကားလုံးနဲ့ပြဆိုထားပါတယ်အဲ့ဒီအလွန်ဆိုတဲ့စကားရက်ကိုထောက်ပြီးတော့တာမန်နေကောင်းယုံလောက်အေးတဲ့အေးမျိုးမဟုတ်ကြောင်းကိုတော့မှတ်သားထားရမှာဖြစ်ပါတယ်ဒီလောကန်တွေငရဲကြီးကစัจ java လာတတိုင်းကြီး၃ခုတို့ရဲ့အကြားမှာတည်ရှိပါတယ်ငရဲသူငရဲသားတို့ဟာတတိုင်းကြီးရဲ့နံရံကိုကုတ်တွယ်ပြီးနေကြရပါတယ်အဲ့ဒီလောကန်တွေငရဲကအထက်မှာအပိတ်မရှိအောက်မှာလည်းအခန့်မရှိပါဘူးအမြဲတမ်းဟင်းလင်းပွင့်လျက်ရှိနေပါတယ်ဟင်းလင်းပွင့်လျက်ရှိနေသည်ဆိုပြီးတော့အလင်းရောင်တွေရှိနေတယ်လို့မမှတ်ထင်သင့်ပါဘူးအလင်းရောင်လုံးဝမရှိပါဘူးအမောင်ကြီးသာဖြစ်နေပါတယ်ဒီလောကန်တွေငရဲကိုနေမင်းကတော့အလင်းရောင်ရအောင်အလင်းရောင်ရောက်အောင်မပြုလုပ်နိုင်ပါဘူးအဲ့ဒီငရဲသူငရဲသားတို့ဟာအေးတဲ့တံကိုခံရတဲ့အပြင်အလင်းမရှိတဲ့အမောင်ထုထဲမှာလည်းဆင်းရဲဒုက္ခခံနေကြရပါတယ်ဗုဒ္ဓဘုရားအလောင်းတော်ပရိသေတွေနေခြင်းစတဲ့နေထူးကြီးတွေမှာဗုဒ္ဓအလောင်းတော်ရဲ့တကူကြောင့်အဲ့ဒီလောကန်တွေငရဲမှာလည်းအလင်းရောင်ကလေးတစ်ခဏလောက်ဖြစ်ပေါ်တတ်ပါတယ်အဲ့ဒီအလင်းရောင်ကလေးရတဲ့တစ်ခဏအတွင်းမှာပဲငရဲသူငရဲသားတွေအချင်းချင်းတွေ့မြင်နိုင်ကြပါတယ်အဲ့ဒီလိုခဏတာအလင်းရောင်ကိုတွေးကြုံနေရတဲ့အချိန်မှာသူတို့အချင်းချင်းတွေးမြင်နေရတဲ့အခိုက်အံ့တော်ဖြစ်ပြီးစကားပြောဆိုနေကြတဲ့အခိုက်မှာအလင်းရောင်လုံးဝပျောက်ကွယ်သွားပါတော့တယ်လောကန်တွေငရဲပြည်ကြီးတစ်ခုလုံးအမောင်တူးကြီးဖုံးလွှမ်းသွားပါတော့တယ်အဲ့ဒီငရဲသူငရဲသားတွေဟာစัจ java လာတတိုင်းရဲ့နံရံကြီးမှာကုတ်တွယ်ပြီးတော့နေကြရင်အချင်းချင်းတွေးထိကြရင်စားစရာမှတ်ပြီးတော့ဟတ်လိုက်တဲ့အခါမှာအောက်ကရေပြင်ထဲကိုပြုတ်ကျပြီးကြီးမားတဲ့အေးဒဏ်ဆင်းရဲဒုက္ခကြီးကိုခံကြရပါတယ်ရေထဲကိုရောက်တဲ့အခါမှာစံမုတ်ကရေနဲ့တွေ့ပြီးကြေမွပျက်စီးသွားရတယ်လို့ပဲအဲ့ဒီငရဲသူငရဲသားတို့ရဲ့ခန္ဓာကိုယ်ကြီးဟာလည်းကြေမွပျက်စီးသွားရပါတော့တယ်ကြေမွပျက်စီးသွားပြီးပြီးသွားတာမဟုတ်ပါဘူးနောက်တစ်ဖန်ခန္ဓာကိုယ်ကြီးပြန်ဖြစ်ပြီးငကိုပုံစံအတိုင်းပဲဝတ်ဆင်းရဲကိုခံကြရပြန်ပါတယ်မိဘဆရာသမားတရားဆောက်သောပုဂ္ဂိုလ်လူကြီးသူမများကိုပြစ်မှားစော်ကားသူတို့ဟာဒီလောကန်တွေငရဲကိုကြားရောက်ရတဲ့အကြောင်းကျမ်းစာပေမှာပြဆိုချက်ရှိပါတယ်ဒီလောကန်တွေငရဲအကြောင်းကိုဝိဘင်အထကထာတာရတတိပနိအင်္ဂုတ္တရအထကထာတုံမဟာဝါအထကထာမဟာဝင်တံဝေကဝတ္ထုတိပနိဆရာတော်အရှင်ဇနကဘိဝန္တဤသင်္ကြူဘာသာတိကလုံးတော်ဆရာတော်ရဲ့ပု္ပ္ပစာပကိဏကကျမ်းစသည်တို့မှာဖတ်ရှုလေ့လာနိုင်ပါတယ်ယခုဆက်လက်ပြီးတော့ငရဲထိန်းများရဲ့အကြောင်းကိုတင်ပြလိုပါတယ်ရှေ့တုန်းကအပိုင်းမှာငရဲထိန်းနေတဲ့အကြောင်းအရေးအမွက်သဘောလောက်ပဲပြဆိုခဲ့ပါတယ်ယခုထပ်မံတင်ပြဖို့ကြုံလာလို့ထပ်မံပြီးပြည့်စွက်တင်ပြအောင်မှာဖြစ်ပါတယ်သင်္ကြန်ဘာသာဒီကမှာဆရာတော်အရှင်ဇနကဘိဝန္တဖွင့်ဆိုထားတာကိုရှေးဥစွာကောင်းလို့ဖော်ပြပါမယ်ငရဲထိန်းဤငရဲထိန်းများလည်းစတုမဟာရိနတ်မျိုးအပါဝင်နတ်ဘလူနတ်ရက်ခိုက်များတည်ထိုငရဲထိန်းများဤအလောက်ကအနှဲငယ်သောအာကုသိုလ်နဲ့ကြားရောက်လာသူများကိုယာမမင်းထံသို့ပို့ခြင်းငရဲသို့ရောက်ပြီးသူများအားလက်မယွန့်အာနာသားတို့ကဲ့သို့ရက်ဆက်ကြမ်းကြုတ်စွာတပ်ပုတ်ရိုက်နှိပ်ခြင်းပင်တည်းငရဲမီစသောအန္တရာယ်တို့လည်းကံကြောင့်ဖြစ်ရသောကမ္မပစ္စယဥထုဇယုတ်များဖြစ်ကြရကာငရဲခံရမည့်သူများ၌သာပူလောင်၍ထိုငရဲထိန်တို့၌မပူလောင်ချေဒီဖော်ပြပါကောင်းနှုတ်ချက်မှာငရဲထိန်တွေဟာငရဲမီမပူလောင်နိုင်တဲ့ပုံအကြောင်းပြချက်ကိုတွေ့ရပါတယ်သူရဲ့နေရာဌာနအားလျော်စွာအမှန်ပဲဖြစ်ကြောင်းသိမှရမှာဖြစ်ပါတယ်တချို့နေရာတွေမှာတော့အဲ့ဒီငရဲထိန်တို့ကပဲငရဲတံအပူတံတို့ခံစားရလေးရှိကြောင်းကျမ်းစာပေအဆိုရှိနေပါသေးတယ်ဒါကြောင့်ငရဲထိန်တို့အနေနဲ့နေရာဌာနသူတို့ရဲ့အာကုသိုလ်ကံအပေါ်အလေးစသည်တို့ပေါ်မူတည်ပြီးတော့အကျိုးတရားဖြစ်ရခံစားရမှုတို့ကလည်းအလေးအပေါ်ကွာခြားကြမှာဖြစ်တဲ့အကြောင်းစင်ကြယ်ရမှာဖြစ်ပါတယ်ငရဲထိန်ဆိုတဲ့သူတွေကငရဲကြခံရတဲ့သူတွေမဟုတ်ပါဘူးငရဲတို့ရဲ့အနီးမှာဖြစ်ရတဲ့ဝေမာနိကဘုတ်ပြိတ္တာနတ်ဘလူနတ်ဆိုးတွေဖြစ်ပြီးစ
တုမဟာရဲ့အနွယ်ဝင်တွေဖြစ်တယ်လို့ဆိုထားပါတယ်ပိဋကတ်ကျမ်းစာပေမှာဒီလိုပြဆိုထားပါတယ်မြန်မာစကားပြေပြန်ရမယ်ဆိုရင်ငရဲ၌ဖြစ်စေတတ်သောအကုသိုလ်မကောင်းမှုကံမှတခြားတစ်ပါးသာလင်ဖြစ်သောမတန့်မရှင်းသောကုသိုလ်ကံကြောင့်ထိုငရဲအနီး၌ထိုငရဲထိန်တို့သည်ဖြစ်ကြရကုန်၏အမှန်တကယ်ကတော့ငရဲထိန်တို့ဟာကုသိုလ်အကုသိုလ်ရောနှောတဲ့ကံရဲ့တွန်းအားကြောင့်ဒီငရဲထိန်ဘွားကိုရောက်ကြရပါတယ်ငရဲကိုရောက်စေနိုင်တဲ့အကုသိုလ်မကောင်းမှုကံလေးလေးနက်နက်အကျိုးပေးမဲ့ဆိုရင်တော့ငရဲကိုရောက်ရမှာပဲဖြစ်ပါတယ်အခုငရဲထိန်ရဲ့အကျိုးပေးမှုကတော့မတန့်ရှင်းတဲ့ကုသိုလ်ကံအကျိုးပေးမှုကြောင့်ဒီလိုမျိုးငရဲအနီးမှာငရဲထိန်အဖြစ်ကိုရောက်ရှိလာရခြင်းဖြစ်ပါတယ်မတန့်ရှင်းတဲ့ကုသိုလ်ဆိုတာကတော့အမှန်ကတော့ကုသိုလ်အကုသိုလ်ရောနှောသွားတဲ့ကံအကြောင်းတရားတွေပဲဖြစ်ပါတယ်စုတောင်းချော်ခြင်းစုတောင်းလွဲမှားခြင်းတွေကလည်းဘဝကူမကောင်းမဲ့ဖြစ်သွားစေနိုင်ပါတယ်စုတောင်းတဲ့နေရာမှာအတိတ်တိကောင်းစွာထားပြီးစုတောင်းဖို့လိုပါတယ်ဒီဘဝမှာစုတောင်းမှရင်နောက်ဘဝမှာအကျိုးပေးတန်ရှင်းမှုမရှိပဲမကောင်းတဲ့ဖြစ်စဉ်ဖြစ်ရပ်တွေလက်ခံရရှိတတ်ပါတယ်ဒီဗုဒ္ဓသာသနာတော်မှာထင်ရှားတဲ့အုံမာတန်တီမင်းသမီးရဲ့ဖြစ်စဉ်တစ်ရပ်ကိုစဉ်းစားဆင်ခြင်ကြည့်ဖို့ကောင်းပါတယ်အုံမာတန်တီကလူဖွဲ့ပစ္စည်းကိုလည်းလူစုကိုလည်းတောင်းခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့စုတောင်းကမကောင်းပါဘူးအဲ့ဒီကောင်းမှုကြောင့်မိမိကိုမြင်သူယောက်ျားတကာဟာမိမိရဲ့အလှမှာရစ်မှုပြီးအယူမှုဖြစ်ပါစေသားလို့စုတောင်းခဲ့ခြင်းဖြစ်ပါတယ်ဒီဗုဒ္ဓသာသနာတော်မှာအုံမာတန်တီလို့ဖြစ်လာတဲ့အခါမှာသူ့ကိုမြင်ရတဲ့ယောက်ျားတွေစောက်တီရမရဖြစ်ကြရပါတယ်အယူပမာဖြစ်ကြရပါတယ်အုံမာတန်တီရဲ့ဖြစ်စဉ်အထုပ်ပတ်တိမှာလေးလာဖတ်ရှုနိုင်ပါတယ်ငရဲထိန်လုံးနဲ့ဆက်ဆက်ပြီးပြဆိုထားတဲ့ပါဠိတော်စကားတစ်ရက်လည်းရှိနေပါသေးတယ်မြန်မာစကားပြေအနေနဲ့ပြန်ရမယ်ဆိုရင်ထိုငရဲထိန်တို့သည်လည်းရှေးကမီယာအစွမ်းတတ္တိရှိသောအကုသိုလ်ကံကြောင့်သာလျှင်ထိုငရဲ၌ဖြစ်ရကုန်၍လူပြည်ရှိလက်မယွန့်လူသက်သမားတို့ကဲ့သို့ဖြစ်ကုန်၏ဇိနာလင်္ကာယကျမ်းဆရာရဲ့မိတ်ဆွေချက်ကိုပေါ်ပြခြင်းဖြစ်ပါတယ်ဒီအဆိုအရဆိုရင်ငရဲထိန်ဆိုတဲ့သူတွေမှာလည်းရှေးအကုသိုလ်ကံအကြောင်းတရားကြောင့်ငရဲထိန်ဘဝကိုရောက်ရခြင်းသဘောကိုတွေ့မြင်ရပါတယ်ငရဲထိန်ဘဝမှာလူပြည်ကလက်မယွန့်လူသက်သမားတွေလိုမျိုးဖြစ်လာရခြင်းဟာလည်းရှေးအကုသိုလ်ကံအကျိုးပေးကြောင့်ပဲဖြစ်ပါတယ်ငရဲသူငရဲသားတွေကိုနှိပ်စက်ညှဉ်းပန်းမှုတွေပြုလုပ်ကြတဲ့အခါမှာငရဲထိန်တွေဟာလည်းငရဲမီးရရဲ့လောင်ကျွမ်းခံရမှုအထိုက်လျောက်ခံရပါသေးတယ်လို့ဆိုပါတယ်ဒါပေမဲ့ငရဲသူငရဲသားတို့ခံရသလိုမျိုးဒုက္ခကြီးကြီးမားမားခံစားရခြင်းမျိုးတော့မဟုတ်ပါဘူးစတုမဟာတွေနတ်တို့ရဲ့အနွယ်ဝင်သူကတိဘုံသားအနွယ်ဝင်များဖြစ်ကြပါလျက်နဲ့ငရဲထိန်တို့ဟာအဘဲကြောင့်ယခုလိုမျိုးငရဲဒုက္ခအထိုက်လျောက်ခံစားရပါသနည်းလို့ဆိုတဲ့နေရာမှာရှေးအကုသိုလ်ကံရဲ့အစွမ်းကြောင့်လို့ပဲဆိုပါတယ်ဒီအကြောင်းကိုကျမ်းစာပေမှာဒီလိုပြဆိုထားပါတယ်မြန်မာစကားပြေပြန်ရမယ်ဆိုရင်ငရဲထိန်တို့သည်ပူပန်ခြင်းဆင်းရဲဒုက္ခကိုအဘဲကြောင့်ခံစားရပါသနည်းဆိုတော့ထိုငရဲထိန်တို့သည်သူတို့၏အကုသိုလ်ကံအစွမ်းကြောင့်ဤသို့သောဆင်းရဲမျိုးခံစားကြရကုန်၏ငရဲထိန်တွေဟာငရဲကြခံရတဲ့ငရဲသူငရဲသားတတ္တဝါတွေမဟုတ်ကြတဲ့အတွက်ကြောင့်သူတို့အတွက်ကျွတ်လန်းလွတ်လန်းအခွင့်လန်းကောင်းတွေကရှိနေကြပါတယ်ဗုဒ္ဓပိဋကတ်စာပေမှာပြဆိုထားပုံကိုထုံနှုတ်ဖော်ပြလိုက်ပါတယ်မြန်မာစကားပြေအနေနဲ့ပြန်ရမယ်ဆိုရင်ဘုံဗိမာန်ဖြစ်နေထိုင်စံစားရခြင်းငတ်မွတ်ခြင်းငရဲဆင်းရဲခံစားရခြင်းဟူသောချမ်းသာမှုဆင်းရဲမှုနှမျိုးနှစားရောပြုံးခံစားနေရသောငရဲထိန်ဖြစ်သောဝေမာနိကနတ်ဘလူနတ်ပိဋ္ဌာနတ်ရက်ခိုက်တို့သည်ကုသိုလ်အကုသိုလ်ရောပြုံးသောကံမိတ္တကကံကိုပြုလုပ်ခဲ့ကြ၏ကုသိုလ်ကံ၏အစွမ်းကြောင့်ကောင်းသောအကြောင်းအရာဖြင့်ပရိသေတည်နေ၏ထိုကောင်းသောအကြောင်းအရာဖြင့်ပရိသေတည်မှုနေကြောင့်ပင်သောတာပတ္တိမတ်စသည်တို့ဖြစ်စေနိုင်ပေတော့၏ကုသိုလ်ကံအလက်အားနည်း၍အကုသိုလ်ဖိစီးလာချိန်တွင်ကကံအားလျော်စွာမကောင်းကျိုးကိုခံစားကြရ၏ဝေမာနိကနတ်ပိဋ္ဌာအသင်ပင်ဖြစ်ကြသောထိုငရဲထိန်တို့သည်ပေါ်ပြခဲ့သည့်အတိုင်းကံအခွင့်လန်းအယသောတာပတ္တိမတ်စသည်ရခဲ့ပြီးလင်ကကုသိုလ်အကျိုးကြီးသာခံစားရတော့မည်ဖြစ်၏အကုသိုလ်အကျိုးများကြောက်ဖွယ်မရှိတော့ပေငရဲဆိုင်ရာတိမတ်ဖွယ်အပြပြတင်းကျုပ်ဘာသာဒီကဆရာတော်အဆိုအရဩဒတခေါ်ငရဲငယ်တွေအများအပြားပင်ရှိသေး၏ရာဇကြိုပြည်၏ထက်ဝန်းကျင်မှာပင်ငရဲအမျိုးမျိုးရှိသည်ဟုဆို၏ဒုတာနာတော်ဟုဟစ်အော်ကြသောတထေသာလေးယောက်တို့ကြက်စားရာလောဟကုံမီဆိုသည်တန်ရီဦးငရဲကရာဇကြိုမြို့အနီးအောက်မှာပင်ရှိ၏ရာဇကြိုပြည်အနီးကတပောဒမြင့်ဟုခေါ်သောရေဘူးမြစ်သည်လောဟကုံပြီးငရဲနှစ်ခုစัจ जा မှစီးလာသောမြစ်ပင်တည်းထို့ကြောင့်ငရဲငယ်တွေလူပြည်အနီးအပါးမှပင်များစွာရှိလေသည်လူပြည်နဲ့အလွန်အလန်းမဝေးတဲ့မြေအောက်နေရာတွေမှာငရဲငယ်တွေရှိတဲ့အကြောင်းကျမ်းစာပေအဆိုရှိပါတယ်ငရဲပြည်နဲ့လူပြည်အဝေးကြီးမဟုတ်တဲ့အကြောင်းလူတို့နဲ့မလန်းမကန့်မှာငရဲငယ်တချို့ရှိနေကြောင်းတတိပြုရန်ပဲဖြစ်ပါတယ်
ငရဲကြီးရှစ်ထပ်မှာရှိတဲ့ငရဲမီးရဲ့ပူပြင်းပုံအကြောင်းတိမတ်ဖွယ်ရာတွေလည်းရှိနေပါသေးတယ်။ဆရာတော်ဦးတိလောကရဲ့ပဏိတဝေဒနိယကျမ်းကကောင်းထုတ်ချက်တချို့ကိုတင်ပြရမယ်ဆိုရင်ပူပြင်းပုံကဘုရားရှင်မရှိသည့်နောက်မလယမထေသည်ငရဲမီးဘယ်ကလောက်ပူပြင်းပါလိမ့်တိလိုပါသည်ဟုဆရာကိုရှောက်ကြတော့ဆရာမထေကအယေအစေးအားကြီးသောထင်းဆိုလဲတစည်းတိုက်ကိုကြောက်ဖြာပေါ်မှာပုံစီ၍မီးတိုက်စီသောမလောင်နိုင်ရအဝီစီငရဲမှနန်းစည်းလောက်မီးခဲမှုတ်ကလေးကိုတကိုးဖြစ်ယူ၍လက်ဝါးပေါ်မှာတင်၍မြင်ရလားဟုမေးပြပြီးလင်ထင်းဆိုပုံတဲသို့ချလိုက်တော့မျက်တောင်တစ်ခတ်အတွင်းမှာထင်းဆိုလဲတစည်းတိုက်လုံးအကုန်ပြဖြစ်၍ကုန်လေ၏ဒုက္ကလောက်ပူပြင်း၏လူတွေမှာဘဝအပြောင်းလဲရှိသလိုအပယ်လေးပုံသားတွေဟာလည်းဘဝအပြောင်းလဲရှိပါတယ်အပယ်လေးပုံသားများသေပြီးလင်သို့မဟုတ်ငရဲပြိတ္တာအသူရကယ်များအကျိုးရပြီးလင်ရောက်နိုင်သောဘုံဘဝများမှာလူပုံနဲ့နတ်ပြည်6ထပ်အပယ်လေးပုံတို့ပဲဖြစ်ကြပါတယ်ပြမပုံကိုတော့လုံးဝမရောက်နိုင်ပါဘူးလူပုံနတ်ပုံတွေကိုရောက်နိုင်တယ်ဆိုပေမဲ့လည်းအပယ်ကနေကျွတ်လွတ်ပြီးအပယ်မှာပဲပြန်ဖြစ်ကြတာကများပြားပါတယ်ဒါကြောင့်ဒီအဖြစ်အပျက်ကိုကြည့်ချင်းအားဖြင့်လူတို့အနေနဲ့အပယ်ငရဲကိုမကြရောက်ဖို့ကအလွန်အရေးကြီးပါတယ်